အဲ့စကားမိုက်ရိုင်းနေနော်ဆိုတာကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲအဲ့စကားမိုက်ရိုင်းနေနော်ဆိုတာကိုအင်္ဂလိပ်လို that word is rude that word is rude အဲ့စကားရိုင်းနေနော်ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်စကားပြောတဲ့ခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်ဥမာအဲ့စကားမိုက်ရိုင်းနေနော်မင်းကျေးဇူးပြုပြီးတော့အဲကြောင့်မင်းအဲ့ဒီစကားကိုမပြောနဲ့အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် that word is rude so please don't say it that word is rude so please don't say it အဲ့စကားရိုင်းနေနော်အဲကြောင့်မလို့အဲ့ဒီစကားကိုကျေးဇူးပြုပြီးတော့မပြောနဲ့ကျွန်တော်အဲ့မျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီဟာကိုကျွန်တော်နောက်တစ်ခါဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်အဲ့ဒီစကားကငါတို့လူအတိုင်းဝိုင်းငါတို့ယဉ်ကျေးမှုမှာအဲ့ဒီစကားလုံးကရိုင်းနေအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် that word is rude in our culture that word is rude in our culture အဲ့ဒီစကားလုံးကငါတို့ရဲ့ယဉ်ကျေးမှုငါတို့လူတိုင်းဝိုင်းမှာအဲ့ဒီစကားလုံးကရိုင်းနေဆိုတော့ကျွန်တော်တို့ကအဲ့ဒီစကားကရိုင်းနေနော်အဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် that word is rude ဆိုပြီးတော့ကျွန်တော်တို့ပြောပြီးတော့သုံးလို့ရတယ်